The Water Four Elements အပိုင်း9မှာအဓိကအချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Boss Leg Nam ရဲ့ဖခင် Big Boss ဟာ Nam နဲ့လာတာတို့နီးစပ်သွားအောင်အိမ်မှာညစာစားပွဲတစ်ခုကိုတမင်ဖန်တီးပေးခဲ့ပါတယ်။ Nam ဟာအလုပ်ပဲအရန်လုပ်ပြီးလာတာကိုဖွင့်ပြောဖို့တတ်သိမရှိဘူးလို့ဖခင်ဖြစ်သူကစနှောက်ခဲ့ပါတယ်။ဖခင်ဖြစ်သူက Nam ကိုစားလာတာကိုပန်းစည်းပေးခဲ့ပြီးသူတို့နှစ်ဦးချားကအနီရခတ်တဲ့အခြေအနေကိုပြေလည်အောင်ကူညီပေးခဲ့ပါတယ်။အစပိုင်းမှာလာတာဟာလုပ်ငန်းခွင်အတွင်းကောလာဟလတွေကိုကြောက်တာကြောင့် Nam နဲ့ဝေးနေဖို့ကြိုးစားခဲ့ပါတယ်။ Nam ကသူမပေးထားတဲ့ Smart Watch ကိုပြန်တောင်းခဲ့ပါတယ်။ဘာလို့ဆိုသူတို့နှစ်ယောက်ချားကရင်ခုန်တန်က Smart Watch တောင်မလိုဘူးလို့ပြောပါတယ်။ Nam ကသူဟာကောလာဟလတွေကိုဂီယူမဆိုင်ကြောင်းနဲ့လာတာကိုတရားဝင်ချစ်သူအဖြစ်လူအများရှိမှပဲတွဲချင်ကြောင်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့လာတာဟာသူမလည်း Nam ကိုအကြာကြီးကလေးကစိတ်ဝင်စားခဲ့ကြောင်းဝန်ခံခဲ့ပြီး Nam ရဲ့ချစ်သူဖြစ်ဖို့တောင်းဆိုမှုကိုလက်ခံခဲ့ပါတယ်။လာတာရဲ့အကိုဖြစ်သူဟာသူတို့ရဲ့မိသားစုစီးပွားရေးအဆင်ပြေဖို့အတွက် Nam ရဲ့ကုမ္ပဏီပွဲတွေကိုဖျက်ဆီးဖို့လာတာကိုဖိအားပေးခဲ့ပါတယ်။အပြေမှာကျင်းပတဲ့ပွဲတစ်ခုအတွင်းမုန်တိုင်းတိုက်ခတ်ချိန်မှာ Nam ဟာအန်ဒီယန်နဲ့ကြုံခဲ့ရပြီးမြလာတာကသူ့မကိုကာဝယ်ပေးခဲ့ပါတယ်။ဒီဖြစ်ရကြောင့်သူတို့နှစ်ဦးပုံမူနီးစပ်သွားခဲ့ပါတယ်။သူတို့နှစ်ဦးဟာငယ်စဉ်ကနာမည်ဖြောင်တွေကိုအပြန်လှန်ပြောပြခဲ့ကြပါတယ်။ Nam ရဲ့နာမည်ဖြောင်ကမူထန်ဝတ်သားဆက်ဖြစ်ပြီးလာတာရဲ့နာမည်ဖြောင်ကတော့ပတ်ဘေးဖြစ်ပါတယ်။ Nam ရဲ့ဖခင်ကလာတာကိုသူတို့မိသားစုရဲ့အဖွဲ့ဝင်တဲ့အဖြစ်တရားဝင်ကြိုးဆိုခဲ့ပါတယ်။အလုပ်ချိန်တွင်းမှာတော့ပုံမှန်တိုင်းပဲနေထိုင်ကြဖို့သဘောတူခဲ့ကြပေမဲ့အပြင်မှာတော့လာတာဟာ Nam ရဲ့အရှင်သခင် boss ဖြစ်သွားပြီလို့ Nam ကကြည်စဲခဲ့ပါတယ်။ဇလန်းအဆုံးမှာတော့လာတာရဲ့မိသားစုစီးပွားရေးကျဆင်းမှုနဲ့သူမရဲ့အကိုဖြစ်သူကစီးပွားရေးအရာအကျိုးအမြတ်ရဖို့လာတာကိုတခြားသူနဲ့လက်ထပ်ခိုင်းတဲ့အရေးအယောင်တွေကိုပြသသွားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်